ပြန်မလာပါလားမေမေတိုင်းရင်မပူလောက်ကျွမ်းလွယ်လာပြီမေမေတွေးလေလေအဆွေးမပြေနိုင်ပါဘူးကြက်မြည်ပညာစီကတတိယလိုက်တာမေမေတိုင်းရင်မမခံစားနိုင်လို့အစားထိုးမရပါလားအမေအဆွေးတွေကိုတွေးကငါဖြစ်မေမေတွေ့တဲ့တဲ့ပုံဖြစ်အောင်တိုင်းရင်မရတဲ့မေလို့နေမျက်ရည်လေးနဲ့ရေးလိုက်ပြရစီအမေနေ့စဉ်အမြဲပဲသားရဲ့ရင်မနွေအများကတွေအမေခေါ်ကြတော့ခေါ်တရားမရှိတဲ့သားဖြစ်ပါနေခွဲရရနှလုံးလာပြီမမေကတော့အနာယူကနေတာရင်မတာဘူးကနွေမမေရဲ့ရင်ဝင်နေမှာခဏလေးဖြစ်ဖြစ်ကလေးတယောက်လူနေခွင့်ရရင်ဒီကဘာမှာအပြောဆုံးလူမမေရဲ့တာမပဲလေတာမပဲမိမိမျောတာမျောပေါ်မလာလီတော့တာရင်မှာခံစားသမျှတွေမျက်ရည်လေးနဲ့ရေးလိုက်ပြရစီအမေမမေရဲ့မိုးမဆောင်တောင်းမှတူတူကူးကြောင်းခဲ့တော့လေမမေပြန်လာမလားရဲ့လို့ဂျွာလာတဲ့ရှောက်မှန်းမြော်ခဲ့ပြီမဲ့ပြန်မလာပါလားမမေရဲ့မမေကိုအရန်တတိယလို့မခံစားနိုင်တဲ့တိုင်းနေကအဆွေးတွေကိုမမေအတွက်တိတ်တပုတ်ဖြစ်နေလိုက်ပြရစီနော်အများတကာကြီးအမေလို့ခေါ်ကြလို့တော့တားမှခေါ်စရာမရှိတဲ့ဘဝရဲ့ခွဲရတာတွေလင်းလိုက်တာမမေရဲ့မမေကအနားယူသွားခဲ့ပြီမဲ့တိုင်းရင်ထဲမှာညီညီလိုပါပဲဖြစ်နိုင်ရင်လေမမေရဲ့ရင်ဝင်ထဲမှာခဏလေးပဲဖြစ်ဖြစ်ခလေးတစ်ယောက်နေခွင့်ရရင်ဒီကဘာမှာအပြုံဆုံးလူသားကမမေရဲ့သားပါပဲလေညောသားမျိုးပေါ်မလာလေတော့တိုင်းရင်ထဲကခံစားချက်တွေကိုမမေအတွက်မျက်ရည်လေးနဲ့တေတပုတ်ဖြစ်ရေးလိုက်ပြရစီနော်မျက်ရည်လေးနဲ့ရေးလိုက်ပြရစီမမေရဲ့မိုးမဆောင်ကိုဆောင်းမနွေပြောင်းခဲ့ပြီမမေပြန်လာလိမ့်မလားလို့ကြွားလိုက်တဲ့ရှောက်မမြောင်မိပြီပြန်မလာပါလားမမေတိုင်းရင်မပူလောက်ကျွမ်းလွယ်လာပြီမမေတွေးလေလေဆွေးမပြေနိုင်ပါဘူးကြက်မြည်ပညာစီကတတိယလိုက်တာမမေတိုင်းရင်မခံစားနိုင်ဘူးအစားထိုးမရပါလားအမေအဆွေးတွေကိုတွေးကငါဖြစ်မေမေတွေ့တဲ့ပုံဖြစ်အောင်တိုင်းရင်မရတဲ့မေလို့နေမျက်ရည်လေးနဲ့ရေးလိုက်ပြရစီအမေခေါ်စရာမရှိတဲ့သားဖြစ်ပါလေခွဲရရနှလုံးလာပြီမေမေကတော့အနာယူကနေတာရင်မတာဘူးကငါနွေမေမေရဲ့ရင်ဝင်ထဲမှာခဏလေးဖြစ်ဖြစ်ကလေးတယောက်လူနေခွင့်ရရင်ဒီကဘာမှာအပြောဆုံး